သားသမီးကြီးကအဖေမမချမ်းမြေနိုင်ပါသားသမီးနဲ့ဇနီးမယားတွေဝမ်းသာတွေ့ရှာဖေမမမောပန်းနိုင်ပါအဖေကျေးဇူးနဲ့အဖေရဲ့မြတ်တာသိလိုက်ရတဲ့အချိန်လေးမှာသမီးတို့ကိုထားသွားခဲ့လေရှာထွက်သွားလိုက်တာပြန်မလာတော့ဘူးဆိုတာသိပေမဲ့အခုချိန်ထိသမီးတို့ရဲ့နှလုံးသားထဲမှာအဖေရှိနေစေပါအဖေသမီးတို့ကလေးဘဝအရွယ်မှာအဖေသွားလို့တဲ့နေရာတိုင်းမှာသမီးတို့အဖေရဲ့ပခုံးထဲမှာထမ်းပြီးခေါ်သွားလို့ရှိတာသမီးမြေရောက်မိပါသေးတယ်အဖေရဲ့ဒီမှာလာတဲ့မေတ္တာတရားကိုသမီးသိလိုက်ရတဲ့အချိန်မှာအခုတော့အဖေလို့ခေါ်ပေးမရတော့ပါလားအဖေရဲ့အဖေဆိုတဲ့မြေနာမကိုခေါ်လို့မဝတာခေါ်ခွင့်မရှိပါနန်းတဲ့လောကရန်ဒီကိုသမီးတို့တွေ့ရှောင်းလန်းခဲ့ရှာမဟာဖေဖေမဟာဖေဖေမဟာဖေဖေသမီးတို့ရဲ့ကျေးဇူးရှင်ဖေ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 ဆိုတာတတိုင်းကြီးပမာ